နင်းဖေမင်းနဲ့အမေကိုပြောလိုက်တော့နိုင်လွတ်ပြလိုက်တော့လို့ ဟုတ်ဆရာမကိုပြောလိုက်မယ်နော် ဟဲ့နင်းကိုရွဲနေရရွဲလို့ရွဲမယ်မသိဘူးငါလောက်လိုက်ရရင် ဆရာမသမီးရောက်ပြီဒီနေ့ဘူးလည်းမရောက်ဘူးသမီးစောရောက်နေရလား ဟာဆောရောက်တာနဲ့နင်းအတန်နင်းတကယ်ချင်းနဲ့အကုန်လုံးကျွချင်းစားတင်ပြီးလို့ပြန်အောင်ပြန်ကုန်ကြပြီအိမ်အောင်ပြန်အိတ်နေတော့ပြီအချိန်လဲကြည့်ရောဟမ်နင်းပဲချိန်လားကျွချင်းစားတင်ပြီးလို့အကုန်လုံးပြန်လာနေတဲ့အချိန်နင်းနေတိုင်းနောက်ကြရလား9မိနစ်10မိနစ်မဟုတ်ဒီနေ့ဆိုရင်ကျန်9မိနစ်10မိနစ်နောက်ကြတယ်မဟုတ်နိုင်ဘွက်နောက်ကြတယ်မဟုတ်အကုန်လုံးတင်ပြီးတော့မှရောက်လာငါဘာသွားနေရမှာလဲနင်း သမီးနိုင်ကြည့်မှားသွားတာဆရာမရေအဲ့လိုအိမ်ကနိုင်ရမှားနေရလားမသိသမီးမှားကြည့်မိတာ အဲ့ရနိုင်ရ2နိုင်လောက်တော့မှားတယ် ဟုတ်တယ် နင်းဖေမင်းနဲ့အမေကိုပြောလိုက်တော့နိုင်လွတ်ပြလိုက်တော့လို့ ဟုတ်ဆရာမကိုပြောလိုက်မယ်နော် ဟဲ့နင်းကိုရွဲနေရရွဲလို့ရွဲမယ်မသိဘူးငါလောက်လိုက်ရရင်နောက်နေ့ကျရင်ဒီလိုနိုင်တစ်လုံးဝဲပတ်ထားကိုနိုင်နဲ့ကိုလာကြည့် သူကနိုင်မှမရှိရ သွားဝယ်လေ အဲ့တော့ဝယ်လိုက်မယ် သွားဝယ်ဒီတော့မတင်တော့ပြန်လိုက်တော့ငါလည်းတခြားဝိုင်းတော့ပြအောင် ဟုတ် ကြွ ဟုတ်မင်္ဂလာပါ မှားပါလေသမီးရောလေနိုင်လေးတွေပြပေးပါလား နိုင်လေးရှိရဲ့တက်လေးဒီဘက်လေးကိုကြာနော် ဟုတ် နိုင်လေးရဒါမျိုးလေးရှိနေတယ် ဒါမျိုးလေးညာကြောက်လေမကြိုက်ဘူး။ဒါလေကြောင်းတက်ရင်းနဲ့လေတုံးလို့ရမယ်အဆင်ပြေတဲ့နာရီလည်းမရှိဘူးလားယင် ရှိရဲ့ညီမလေးအဲ့ဆိုဟိုဘက်လေးမှပြပေးမယ်နော် ။ဟုတ် ဒီမှာနော်တက်လေးမာပါမာတက်လေးဒါလေးဆိုလို့ရှိရင်တက်လေးအသားရည်လေးနဲ့အရန်လိုက်မယ်တက်လေးသူကနိုင်လေးလည်းပါတယ်တက်လေးဘောပင်လေးလည်းပါတယ်နှစ်မျိုးတွဲပေါ့နော်အဲ့တော့တောင်းအတွက်လည်းအဆင်ပြေရဲ့ဒီတိုင်းလေးပတ်ထားလို့လည်းရတယ်ပေါ့နော်မပတ်ချင်လို့ရှိရင်လည်းတက်လေးဒီဇိုင်းအနေနဲ့ပေါ့စာရင်းနဲ့တုံးလို့ရတယ်တော်လေးကိုမောက်တယ်တက် ။ လေး ဟုတ်တယ်တော့နှစ်မျိုးပါတာနော်။ဘောစာလေးရေးလို့ရမယ်။နာရီလေးပတ်လို့ရမယ်။ဒါကိုသမီးအတွက်တစ်ခုရယ်တီချက်အတွက်တစ်ခုရယ်ဝယ်သွားလိုက်မယ် တငယ်ချင်းတွေရှင်လည်းလွတ်ပေးအောင်နော် ။ဟုတ်ဒီဟာလေးနှစ်ခုယူလိုက်မယ်နော်မ အကဲတဲလေး ဒီဟာလေးထုတ်ပေးပါရှင့် အကဲပါဒီမှာနော်တဲလေးနိုင်လေးလည်းစီးလို့ရတယ်တနိုင်နဲ့ဆက်ပြီးတော့နိုင်လေးတိုက်ပြီးတိုင်းမမနိုင်လေးတိုက်ပေးလိုက်မယ်နော်တဲ ။ လေး ဟုတ်ပါဆရာမသမီးရောက်ပြီဒီနေ့လေအကုန်ပြန်သွားကြလားသမီးနောက်ကျပြန်ပြီလား ဒီနေ့ကရှင်နောက်ကြတာမဟုတ်ရှင်ကစောနေတာဒီနေ့ဘာလို့လဲနိုင်မှကြည့်ပြီးတော့ရောက်လာလား မဟုတ်ဘူးဒီနေ့သမီးအနာရီကြည့်ပြီးလာတာဒီမှာသမီးနာရီတော့ဝယ်လာတယ် ဟဲ့ချက်မှပြကြည့်ပါဦး ကြည့် ဒါဘောပင်လေးနဲ့လား ဘောပင်လေးလေးပါတယ်နာရီလေးလေးပါတယ်သမီးဝယ်လာတာ အော်မနေ့ကဒီချက်ပြတဲ့နိုင်လေးနဲ့တူတူပဲနော် ဟုတ်တယ်တီချက်တော့တစ်ခုတီချက်မှာအညီရှိရမလားအဲ့ဆိုအစိမ့်နဲ့ယူလိုက် စိတ်နဲ့ယူလိုက်မလဲဒီပေါ်ဒီနိုင်လေးရှိရောလဲနင်ကအချိန်ကိုတိကျတယ်မဟုတ်စောပါစောလာတာပေါ့နော် ဟုတ်တယ် လိမ္မာနေငါသမီးလေးက သမီးကနာရီပတ်တာမကြိုက်တော့ဒီတိုင်းဘောပင်လေးတိုင်းမဲ့ထားမယ် အေးနော်ဘောပင်နိုင်လေးထားလို့ရပြတစ်ချက်ဒီမှာသမီးထိုင်းမတော့တခြားတငယ်ချင်းတွေကိုစောက်လိုက်အောင်နော် โอเค